င်္ဂလာပါရှင်ဒီနေ့မှာတော့ article အကြောင်းတွေကိုပြတော့မှာဖြစ်ပါတယ် article မှာ2မျိုးရှိပါတယ် definite article နဲ့ indefinite article ဆိုပြီး2မျိုးရှိပါတယ် definite article ကိုကြတော့တိကျတဲ့နေရာမှာသုံးပြီးတော့ indefinite article ကိုမတိကျတဲ့နေရာမှာသုံးပါတယ် definite article တိကျတဲ့ article ဆိုတာက there ပေါ့နော် there တစ်လုံးပဲရှိပါတယ်သူကတစ်ခုတည်းရှိတဲ့အရာကမ္ဘာပေါ်မှာတစ်ခုတည်းရှိတဲ့အရာတနိုင်ငံလုံးမှာတစ်ခုပဲရှိတဲ့အရာအဲ့လိုမျိုးနေရာမှာဆိုရင် there ကိုသုံးပါတယ် the on the sun the government လာဆိုရင်လည်းတစ်ခုပဲရှိရဲ့ among ဒီလိုမျိုးလာတစ်ခုလာနှစ်ခုအဲ့လိုမျိုးမရှိဘူးအဲ့တော့တိကျတယ် तू ကတစ်ခုပဲရှိတာကမ္ဘာမှာတစ်ခုပဲရှိတာဖြစ်တဲ့အတွက် the moon the sun the government အစိုးရကလည်းတစ်နိုင်ငံလုံးမှာတစ်ယောက်ပဲရှိတဲ့အတွက် the moon the sun the government ဒီလိုမျိုးတစ်ခုပဲရှိတဲ့နေရာဆိုရင် there ကိုသုံးပါတယ်နောက်တစ်ခုက the there ကို position တွေမှာသုံးပါတယ်နေရာအနေအထားတွေဘယ်နေရာမှာရှိရဲဆိုတာကိုပြရင် there ကိုသုံးပါတယ် a တို့ n ကိုမသုံးပါဘူးအဲ့ဒါအားလုံးပဲ on the floor on the အဲ့လိုနေရာတွေမှာဆိုရင်နောက်ထပ် there ကိုသုံးလို့ရတဲ့နေရာကဂီတဒူရိယာတွေရဲ့ရှိမှာဆိုရင် there ကိုသုံးပါတယ် the piano the flute ပေါ့နော်ငါဂီတာတီးနိုင်တယ် play a guitar လို့မရှိဘူး I can play the guitar I can play the guitar ငါဂီတာတီးနိုင်တယ်ပေါ့နော်မတိကျတဲ့ article indefinite article မှာကျတော့ e နဲ့ n နှလုံးရှိမယ်နော်ဒီနေ့အဲ့တော့ဒီ e နဲ့ n ကိုသုံးရတဲ့နေရာ၃မျိုးရှိပါတယ်ပထမတစ်ခုက one thing one person တစ်ခုတစ်ကောင်တရားလို့အဓိပ္ပာယ်ရတဲ့အခါမှာဆိုရင် a နဲ့ n ကိုသုံးပါတယ်နောက်တစ်ခုကကျတော့ profession အလုပ်အကိုင်တွေမှာဆိုရင် a နဲ့ n ကိုသုံးပါတယ်နောက်တစ်ခုကကျတော့မတိကျတဲ့နေရာမတိကျတဲ့နေရာမှာသုံးတယ်ပေါ့နော်မတိကျတဲ့နေရာစပွဲတစ်ခုယူခဲ့ပါဒါဆိုရင်ဘယ်စပွဲမှမတိသေးဘူးအဲ့လိုမျိုးမတိကျတဲ့နေရာမှာဆိုရင်လည်း a နဲ့ n ကိုသုံးပါတယ် one thing one person နေဆိုတဲ့နေရာမှာတစ်ခုတစ်ကောင်တရားလို့အဓိပ္ပာယ်ရရဆိုရင် a နဲ့ n ကိုသုံးတယ် a boy an orange လူလေးတစ်ယောက်เนาะယောက်ျားလေးတစ်ယောက်လေမော်ဒီတစ်လုံးဒါမျိုးဆိုရင်မတိကျဘူးဒါပေမဲ့တစ်ခုတစ်ကောင်တရားလို့အဓိပ္ပာယ်ရတာဆိုရင် a နဲ့ n ကိုသုံးလို့ရပါတယ်နောက်တစ်ခုက profession အလုပ်အကိုင်တွေမှာဆိုရင် a နဲ့ n ကိုသုံးပါတယ် a teacher an engineer a doctor ဒီလိုမျိုးနေရာမှာဆိုရင်အလုပ်အကိုင်ကိုပြောတဲ့အခါမှာ a တို့ n ကိုရှေ့ကနေထည့်ပြောပါတယ်နောက်တစ်ခုက unspecific things မတိကျတဲ့နေရာမှာသုံးပါတယ် a book an umbrella a chairလုံးဝမတိကျဘူး a book စာအုပ်တအုပ်လို့ပြောရင်ဘယ်စာအုပ်လဲမသိဘူးအင်္ဂလိပ်စာအုပ်လားမြန်မာစာအုပ်လားမသိဘူးလေအဲ့လိုမျိုးမတိကျလို့ဘယ်ဟာကိုတိကျမပြောလိုက်ဘူးဘယ်ဟာကဘယ်လိုဆိုပြီးတိကျမပြောရတဲ့အဲ့ဒါကို a နဲ့ n ကိုသုံးပါတယ်အဲ့တော့ဘယ်နေရာမှာ a သုံးမလဲဘယ်နေရာမှာ n သုံးမလဲဆိုပြီးတိကျသိသွားအောင်ဆက်ပြီးလေ့လာကြည့်အောင် English alphabet a ကနေ z ထိ26လုံးရှိပါတယ်အဲ့26လုံးတွေကမှ a e i o u ဒီ၅လုံးကတော့ vowel သရအတန်တွေဖြစ်ပါတယ်ဒီ၅လုံးကနေလွဲလို့ကျန်တဲ့21လုံးက consonant ပြီးဖြစ်ပါတယ် a နဲ့ n ကိုဘယ်လိုနေရာမှာသုံးမလဲဆိုတော့ a ကိုအရင်ပြောကြ a ကိုကြတော့ consonant ရဲ့ရှေ့မှာသုံးပါတယ် consonant ရဲ့ရှေ့ပါတယ် a cat a pen vowel တန်တွေနဲ့စခဲ့ပြီဆိုရင် n ကိုသုံးပါတယ်ဥပမာဆိုရင် apple an orange an umbrella အဲ့တော့တခုစဉ်းစားပြန်ရှိတာက a e i o u သရရှိတော့ဒီသရတွေနဲ့စတိုင်းa e i o u နဲ့စတိုင်းa နဲ့သုံးရမှာလားဆိုတော့ a e i o u နဲ့စတိုင်းတော့ a နဲ့ကိုသုံးလို့ရတယ်ဒါပေမဲ့ချွင်းချက်ရှိရယ် vowel တန်တွေကမှ u ကိုကြည့် u m b r e l l a umbrella ဒါဆိုရင် u နဲ့စပြီးမယ်လို့သူ့ကိုအတန်ထွက်လိုက်တဲ့အတွက် umbrella ပေါ့နော်အဲ့တော့ umbrella ဆိုတော့သူ့မှာအတန်ထွက်တဲ့အတွက်ရှေ့မှာ n ကိုထည့်ပါတယ်ဒါပေမဲ့နောက်တစ်ခုပြောကြည့်အောင် unit unit မှာဆိုရင်သူကြတော့ u ဖြစ်ပြီးတော့ u နဲ့စပြီးတော့အတန်မထွက်ခဲ့ဘူးအဲဆိုရင်သူ့ရဲ့ရှေ့မှာ the ကိုပဲသုံးမယ်နော် the unit နောက်တစ်ခုက university တက္ကသိုလ် university ဆိုရင်လည်း u နဲ့စတယ်ဒါပေမဲ့သူအတန်မထွက်ခဲ့ဘူးအဲ့တော့သူ့ကိုa university and university ဒီလိုမျိုးသုံးလို့မရအောင်ရှေ့ကနေ the ပဲသုံးပါတယ်အဲ့တော့ the university နော် the university အဲ့တော့ a e i o u နဲ့စတိုင်း n ကိုသုံးရမှာလားချွင်းချက်ရှိတယ်u နဲ့စမယ် u နဲ့စပြီးတော့အတန်မထွက်ခဲ့ဘူး a e i o u နဲ့စပြီးတော့အတန်မထွက်ခဲ့ဘူးဆိုတဲ့တရအတန်မထွက်ခဲ့ဘူးဆိုရင်အရှိက n မသုံးမဲနဲ့ the ကိုပဲသုံးပါလေ